အားလေးဆိုရင်ဒီဘေးလေးဆိုဒီလိုလေးစောင်းပြီးတော့မှကန်ဘူးဒီလေးဆိုတော့အဲ့ဒါကိုဆိုအောင်နော်ဟုတ်သူကလာအဲ့တမျိုးအားသာချက်ကလာဆိုတော့လည်းပြရမှာသူကချက်ကလာဆိုတော့ဒီဘန်ကုန်ကြီးတက်ဆိုလို့ရှိရင် customer ကွာမြင်နေမှာတပတ်တော့ကွာတာမြင်နေဟုတ်သူပဲဆက်ထားလို့ရှိရင်သူကခွာရခတ်တယ်ဒါဖြည်းဖြည်းလေးပဲ customer လည်းနိုင်ပြောတော့မှဆိုဖြည်းလေးမေးလေးရတယ်နော်မှဒီလိုလေးဖြည်းဖြည်းလေးပဲသူထိုးပေးရတယ် PT ထိန်းထားရေးဆိုလည်းဖြည်းဖြည်းလေးပဲဒါကောက်ပါမယ်နော်ဒါဆိုရင်မှဆိုရင်သူပြောကတ်ထားမခိုင်တဲ့ထဲမှာပါတယ်ဒါဆိုတချို့ဆိုအရန်ခွာရခက်တယ်ဒါဆိုမှတစ်ချက်တည်းပဲကြည့်သူကကြောက်ဒီလိုဝယ်လို့ရှိရင်ဒီလိုမျိုးဆိုတာလည်းလာတယ်တရားတမီးတို့ဒီမှာညက်ပြီးလို့ရှိရင်ဥစ္စာပေါ့ပင်ကတမီးတို့ပိုတက်ဆက်တဲ့ထည့်ထားပြီးတာပဲပိုတက်ဆက်ထည့်တာအစမှာကင်တော့မယ်ဆိုရင်ပါလေရက်ပြင်းနဲ့ဖြန်းပြီးရတယ်ရက်ပြင်းနဲ့ဖြန်းပြီးရင်တချို့ customer တွေကျပိုတက်ဆက်တာထည့်တာတော့မသိ